自己紹介お願いします。なんでよ、ないよそんなの。髪の毛が変だから。かっこいいでしょ。かっこよくないから。かっこいいよ。かっこよくないよ。かっこいいよ。あ、エムちゃん。エムちゃん。ヘムさん。おはようございます。なんでよヘムさん。これ。一千。自己紹介。ဒါကတော့အုံတို့ကင်မှာဘောလုံးကန်ကြတာဖြစ်ပါတယ်ကိုသမားတော့ဟင်းဆန်အန်ဒီရဲ့အွန်လိုင်းပဲဖြစ်ပါတယ်ဘောလုံးကိုကြက်နေမှပြီးဖမ်းပစ်တာပါဒီနေ့မှာဥဆောင်ကိုရီးတင်ပထမခါရပါမယ်။ဘယ်မှာကန်လို့ချက်နေတယ်။ဥဆောင်ကိုရသွားပါပြီ။ဒီကလည်းဟင်းဆိုင်မှာအလူပေးမှုကြောင့်နောက်တစ်ခုရရှိသွားပြီဖြစ်ပါတယ်။နောက်တစ်ခုကတော့ဟိုဘက်ကမြန်မာတယောက်ပါတယ်။မြန်မာတယောက်ကလည်းတော်တော်ကောင်းပါတယ်။ကိုယ်လည်းကိုယ်စီရလွတ်တာလို့ရှင်မလိုက်ရင်တော့အမှန်တကူပြန်ပြန်လာတယ်။ ဒါတော့သူကနောက်ထပ်တကူသွင်းခိုင်းတယ်လေဒါကွဲမှာပေါ်ရမှုကြောင့်သူရမပေါ်ရတယ်ပေါ့ကိုပေါက်တယ်လို့ရှင်လည်းနောက်ကတလဟောကြီးပါဒါတော့နောက်ဆုံးပေါ့နော်နောက်ဆုံးကိုရဲ့အနိုင်ကုန်ကိုတော့ဒီဘက်ကကိုရိုအတင်းတီလေးရတော့တင်ပြီးတော့ဒီကုန်းနဲ့ပဲကိုရီဒုတိယနဲ့ပဲအနိုင်ရတာပါတယ်ဒါတော့ကိုရီးယားဆိုင်မှာလူတွေပေါ့လေနောက်တဲ့အတင်းတွေကတော့အချိန်များနဲ့ပနတိပဲရှူကြပါတယ်ဒီလိုနဲ့ပနတိရွှေနဲ့ဘောလုံးကန်တာတော့ပိုးဆွဲပေါ့လေဒီဆိုင်တွေဆဲဆိုင်တွေရမှာပိုးဆွဲပေါ့လေဒီဘက်မှာပနတိရှူတဲ့ skill လေးကြည့်ကြအောင်ကိုပြလက်ပြကိုပနတိရှူပြတာနောက်တစ်ခါတော့ကျွန်တော်ကောင်းပါလိမ့်ပေါ့လေကျွန်တော်ကောင်းပါလိမ့်ဘယ်မှာပနတိရှူတဲ့ skill လည်းမညံဘူးဗျကန်နေဒီလိုနဲ့တစ်ထည့်စီပေးအစီအစဉ်တော့စီမရခဲ့ပါဘူးဒုတိယစုနဲ့ပဲကျင်းနေခဲ့ပါတယ်ဘာလို့လဲဆိုတော့ဘောလုံးကစားနည်းမှာနိုင်ပေမဲ့အခြားကစားနည်းတွေမှာရှုံးလို့ပဲဖြစ်ပါတယ်အနိုင်ရရှိတော့တဲ့အသင်းကတော့နာရိုဆိုင်အသင်းပဲဖြစ်ပါတယ်ကိုရီဆိုင်အသင်းကတော့ဒုတိယစုပါပဲနာရိုဆိုင်အသင်းကိုလည်း congratulation ပါအိုမန်တီတို့လုပ်ပါတယ်သူတို့အသင်းဘာလို့နိုင်သွားလဲဆိုတော့သူတို့အသင်းလူငယ်တွေများပါတယ်လူကြီးတို့ဖြစ်ပါတယ်ပြီးတော့မြန်မာလည်း200တော့ပါပါတယ်မြန်မာလေးဆိုတော့လူငယ်လေးပေါ့လေသူတို့ဂျပန်လေးဆိုရင်တော့အဖိုးကြီးတွေပဲများပါတယ်ဆောက်ဆိုင်လို့ဆိုတော့အဖိုးကြီးတွေလောက်တာများပါတယ်လူငယ်လေးဆိုတော့တိတ်မလို့ပါဘူးချွန်းချန်နေတဲ့လူငယ်ပိုင်းမှာတော့အလဲမှာဂျပန်မှာလေးရောက်ရှိပါတယ်ကောင်းကြီးတို့ကြိုက်တယ်ဆိုရင်တော့ချိတ်ပေးလို့ရပါတယ်စုကင်ထားတဲ့တယောက်ရဲ့ပြီးအင်ဂျီအဖြူနဲ့တယောက်ရဲ့တော့မြန်မာဖြစ်ပါတယ်ကိုရီကုမ္ပဏီမှာလည်းမြန်မာတွေအများကြီးဖြစ်ပါတယ်မြန်မာတွေနဲ့တပြောတဲ့ဘိုင်းလုပ်ချင်တော့ဒီကုမ္ပဏီကိုလာကြဖို့ဖိတ်ခေါ်ပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ bye bye see you